Easy ကိုပိုင်နိုင်မှထိုင်းမှာစမူတီတောင်းမယ်နောက်ပါလေ Americano Cappuccino နော် Mocha No မရဘူးထိုင်းမှာ Americano ဟုတ်တယ်နော် Americano Aku lebih pamrih maki. Aku lebih jajah mama jajah tak sah ombo uyu loh. Sampai ni ombo sudah pen style. Ke udah loh. Tanya ration sah udah mana loh. Thai nenge atau Thai nenge mereka only menurut tholi. Abe ni Japan, Singapore, Malaysia mereka only nanti Ariki. Thai nenge mereka only atau Thai nenge mana Organis skin apa trainer apa Thai nenge mana atom kain le nana nanti natural brand. Organis skin ya katu te Thai amai pe dah tu katu nenge ni mau nenge pi nam ke katu aku lebih ni pe katu lo atom kain ke hono sebelum siapa lo tokai nama latui. Abe Thai mereka awal ni natural brand ni. Okay, so let's go. ဒီမှာတခါလေးပြောမယ်နော်တောင်တောင် East နဲ့ထိုင်းမှာကိုဒေးဗစ်ကိုကြောက်မစင်စားနဲ့နော်ကိုဒေးဗစ်လိုမျိုး East မနိုင်နော်ထိုင်းမှာ coffee တောင်ငတ်သွားမယ်တီးစုံဖြော်ရည်တို့ smoothie ဖြော်ရည်တို့ပါငတ်သွားမယ်ပေါက်တယ်နော် What လာပြီးတော့ဆိုင်အောင်သွားပြီးတော့ strawberry juice တို့ strawberry smoothie တို့ no အဲ့စကင်းနဲ့တက်မလာနဲ့ strawberry ဒီလေးနားထောင်လိုက် strawberry နော်အဲ့လိုမှ easy မပိုင်ငတ်မယ်နော် Dia tahu strawberry ni tanya matu kan. Kena ki now no strawberry. Okay. Strawberry. Cái thầy nó nước đâu rồi. လေးနားထောင်လိုက် strawberry နော်အဲ့လိုမှ easy မပိုင်ငတ်မယ်နောက်ပါလေ avocado တို့ပါလာမလုံးနဲ့ no avocado တွေပါတယ်တော့မရှိဘူး avocado okay တယ်နော်နောက်ပါလေပန်းသီးဖြော်ရည်တောက်ချင်လား apple juice apple တွေပါလာမလုံးနဲ့နော်မရဘူးငတ်သွားမယ် apple นั่นแหละနော် apple မှားတာနော် apple တွေပါလာမလုံးနဲ့နော်ထိုင်းမှာ apple တွေပါနောက်ပါလေ line ချီတို့ပါတို့ sorry ပဲ line ချီဆိုရင်တော့လက်လှည့်ပြန်နော် Okay. လင်ကြီး Lenji. နော်ဒီလိုမျိုးပြောနိုင်မှာဒီ Lenji. Lenye. Napa kene napa pi. Oh. Skill လူ lah. easy ကိုပိုင်နိုင်မှထိုင်းမှာစမူတီတောင်းမယ်နောက်ပါလေ Americano Cappuccino နော် Mocha No မရဘူးထိုင်းမှာ Americano ဟုတ်တယ်နော် Americano နောက်ပါလေ Americano. Sini no. Lama lo na di Malaysia pada lo. Miau coffee miau kopi. Papaya miau. Papaya. Lo miau. Lama lo na Malaysia lo Thai no iske. Tập bao rồi no. easy ကိုပိုင်နိုင်မှထိုင်းမှာစမူတီတောင်းမယ်နောက်ပါလေ Americano Cappuccino နော် Mocha No မရဘူးထိုင်းမှာ Americano ဟုတ်တယ်နော် Americano နောက်ပါလေ Cappuccino နော် Cappuccino နောက်ပါလေ Mocha okay တယ်နော်လေးဦးလေးသိန်းကအဲ့လို easy နဲ့မှထိုင်းမှာရှင်တန်လို့ရမယ်ကျွန်တော်ကတော့အင်္ဂလိပ်စာမှာ expert တွေဒါမျိုးနဲ့ sorry ပဲလက်ဟုတ်တယ်နော်ဟို David လိုမျိုးလေးယူလေးသိမကောင်းရင်နော်ထိုင်းမှာ coffee တောင်ငတ်သွားမယ်ပေါက်တယ်နော်အဲ့တော့ချီရမတိုင်းနဲ့နော်ဖနက်ဆိုင်က41ပဲရှိတယ်ပေါက်တယ်နော်အကျိတ်စားဒီပါလာပြီးတော့ဆိုင်အောင်သွားပြီးတော့ strawberry juice တို့ strawberry smoothie တို့ no အဲ့စကင်းနဲ့တက်မလာနဲ့ strawberry လေးဦးလေးသိနားထောင်လိုက် strawberry
နော်အဲ့လိုမှ ESK မပိုင်ငတ်မယ် no americano strawberry ထိုင်ဘက်ကဟိုရလပအမိုက်အတ်နဲ့မလဲပါတာတဖပေါ်တော့အမေကန်တော့ရရတော့ကလေးရကဲအခုလဘီပမရမခီဦးယူစတာအလောက်ကရစပရီဦးယူစတရမကစီဝဒလိုင်းမတင်ရတော့ခွဲတော့ခမကတိမေဦးရ okay bye bye